Hello, good afternoon.ကျွန်တော်ဒီနေ့ video လေးထဲမှာဒီပုံထဲမှာပြထားတဲ့ different types of sentence structure ပေါ့နော်။မတူညီတဲ့ sentence structure လေးကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဒီ different types of sentence structure ကကျွန်တော်ရဲ့ level 1 academic writing class မှာဆိုရင် chapter ကြီး၄ခုတည်းကတစ်ခုပထမဆုံး chapter ထဲမှာပါတဲ့သင်ခန်းစာလေးပေါ့နော်။အခုပြောချင်တာကကျွန်တော်တို့essay ပေးရေး paragraph ရေး report ပေးရေးဒါမှမဟုတ်scholarship တွေမှာရှောက်တဲ့ personal statement ပေးဒါမှမဟုတ် IELTS မှာဖြစ်ဖြစ် TOEFL မှာဖြစ်ဖြစ် essay text တွေဖြည့်တဲ့အခါဆိုရင်ဒီ different types of sentence structure ကအလုံးကိုအရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်ပါတယ်အဲ့ခုနပြောခဲ့ writing ရဲ့အကုန်လုံးထဲမှာဒီ different types of sentence structure ကိုတောင်းရတာဖြစ်ပါတယ်ဥပမာကိုကအမြင် simple sentence ပဲတည်ရအဲ့ဒါပဲတောက်လျှောက်သုံးနေရင်မရဘူးလားဆိုရပါတယ်ဒါပေမဲ့ကိုရဲ့ရေးလိုက်တဲ့စာပိုက် essay ဟာအမှတ်ကောင်းမရဘူးကျွန်တော်တို့ international exam တွေဖြစ်ဒါမှမဟုတ်ဒီတိုင်း grade 12မှာ essay ရေးပေါ့နော်ဒါမှခုနပြောလို့အလုံး6တာပဲဖြစ်ဒါမှမဟုတ် CV တို့ cover letter ရေးတာဖြစ်ဒါမှမဟုတ်ခုနပြောလို့ international exam western country တို့တော့ရှင်နေအဲ့မှာစမိုးရဖြစ်ရအဲ့မှာဖြစ် sentence type တစ်ခုပဲတိပြီးတစ်ခုပဲရေးနေလို့ကတော့အဆင်မပြေပါဘူးအဲ့ဒါကတော့မှန်ကန်တဲ့အမှန်တရားတစ်ခုပေါ့နော် Okay ဒီမှာဆို different types of sentence structures ဒီမှာ၄မျိုးပြထားတယ် simple ရှိမယ် compound ရှိမယ် complex ရှိမယ် compound complex ဒီတိုင်းကြည့်လိုက်ရင်တော့စာမျက်နှာတစ်မျက်နှာရေးပေါ့နော်ဒါပေမဲ့ဒီ different types of sentence structure တွေကပထမ1 2 3ကိုတောင်မှကျွန်တော်တို့က3ဘက်လောက်သွားပါတယ်3ဘက်ဆိုတာကျွန်တော်စာသင်ချိန်တစ်ချိန်ကို2နာရီ6ချိန်သို့မဟုတ်9ချိန်လောက်သွားပါတယ်ဘာလို့ဆိုတော့ simple sentence မှာတခါကျွန်တော် different types ရှိသေးပထမအမျိုးမှာတခါမတူတဲ့သူအဆင့်သက်လာရဲ့မတူတဲ့ types တွေရှိသေး compound မှာဆိုရင်လေ compound နဲ့ပတ်သက်ပြီးတော့ fan voice လို့ခေါ်တဲ့coordinating conjunctions တွေပေါ့နော်အဲ့ဒါလေးကိုအသေးစိတ်သင်ရသေးရှင်းပြရယ် practical exercise အများကြီးလုပ်ရရယ် group work pair work individual အများကြီးလုပ်ရပါတယ်complex ဆိုရင်လည်းအဲ့တိုင်းပေါ့နော်သူမှာ subordinate လို့ခေါ်တဲ့သူ complex sentence ဖြစ်လာဖို့အရေးပါဆုံး connectors ပေါ့နော်အဲ့ဟာလေးအများကြီးရှိပါတယ်အဲ့ဒါလေးကိုအသေးစိတ်သင်ရပါတယ် practical လေ့ကျင့်ခန်းတွေလုပ်ရရယ် group work pair work ဒါမှမဟုတ် share ရေး presentation ပါပါတယ်ဒီမှာကြည့်ကြအောင်ကျွန်တော်တို့ simple sentence ကတော့ဟိုမှာဒီမှာဆိုရင် Kate needs to study English Kate ကအင်္ဂလိပ်စာကိုလေ့လာခြင်းဒါကကျွန်တော်အမြင်သုံးရ simple sentence ပေါ့နော်သူပါတော့သူယက်တီနိုင်ရဲ့ clause တစ်ခုဖြစ်တယ်အဓိပ္ပာယ်ပြည့်စုံတယ်ပေါ့နော် okay simple sentence မှာလေ၄မျိုးရှိတယ်နော်အဲ့ဒါလေးlesson တွေကြတော့ကျွန်တော်အသေးစိတ်ကြတော့ class တွေမှာသင်ရပါပေါ့နော် number 2 compound sentence မှာဆိုရင်လေ Kate needs to study English yet ဆိုသုံးလိုက်ရင်ကိုယ်တစ်ဆင့်မြင့်သွားပါပေါ့နော် she is an anti English အဓိပ္ပာယ်ကျတော့ Kate ကအင်္ဂလိပ်စာလေ့လာဖို့လိုအပ်ကြပါတော့ yet ကကြတော့တိုးတော်ညာလေးလို့အဓိပ္ပာယ်ရဒီမှာကြောက်အဲ့လိုဟာလေးတို့ fan voice လို့ခေါ်ပါမယ် coordinating conjunction လို့ခေါ်ပါတယ်အဲ့လိုမျိုးအသေးစိတ်လေးသင်ရမှာမယ်ပြောချင်တာကလုံးဝကို technical ဆန်ပါတယ်ဟိုမှာ2နာရီတစ်ချိန်တက်လိုက်အဲ့တစ်ချိန်မှာမှတ်စရာသင်စရာတိုးတက်စရာအများကြီးရှိပါတော့အများစုကတော့2ချိန်လောက်သင်လိုက်တာနဲ့ကိုအများကြီးသူတို့တော်တင်ရကျိုးနှက်တေလို့ကြားရတာပေါ့ကျွန်တော်ရဲ့စီက feedback ရဆိုရင်2ချိန်လောက်သင်တာနဲ့ကိုဒီသင်တန်းကသူတက်ရတာလုံးဝကိုမိုက်ကြီးဆိုရင် cancellation မျိုးပြီးနိုင်ပါတယ် okay အဲ့ဒါကဆရာပြောမှာမဟုတ်ပါဘူးတောင်းလိုက်အများစုတော့ကြပါတော့ okay number 3 complex မှာဆိုရင်လေ Kate needs to study English whereas she's an anti student Kate ကအင်္ဂလိပ်စာလေ့လာခြင်းနဲ့လေ့လာဖို့လိုအပ်တာပေါ့နော် whereas အဓိပ္ပာယ်ဒီမှာဆိုရင်လေတခြားတစ်ဖက်မှာလည်းပြောပါတိုးတော်ညာအဓိပ္ပာယ်တူတယ်ဒါပေမဲ့ number 2ကလေ number 2နဲ့ 3ကအဓိပ္ပာယ်တူပဲဒါပေမဲ့ compound number 2ကကျတော့ compound number 3ကကျတော့ complex အဲ့လိုမျိုး different types of sentence structure တွေကိုကခိုင်မာမာနဲ့ကျွန်းသုံးနိုင်ဆိုရင်ကိုယ့်ရဲ့ level paragraph တုံး essay level တော်တော်အတိုင်းအတစ်ခုဒီနောက်တစ်ဆင့်တက်သွားပါတော့အဓိပ္ပာယ်တူရကြမယ်မတူအောင်ရေးတဲ့ပုံစံမတူဘဲနဲ့ရေးနိုင်ဆိုတာကိုယ့် skill formal writing academic writing ရဲ့ skill တစ်ခုပေါ့နော် okay number 4မှာဆိုရင် compound complex ကိုကျွန်တော်မရှင်းတော့ဘူးဘာလို့ဆိုတော့ level 2မှာသင်ရမှာအခုက level 1အဆင့်မှာကြာ3ခုပဲပါအောင်ပါဆိုတော့ compound complex က level 2မှာသင်ရမယ့်ဟာဖြစ်ပါတယ်အဲ့လိုမျိုး sentence structure လေးတွေကိုသိထားရင်ခုနပြောလို့
လုံးဝ fundamental ဖြစ်တယ် basic အဓိက primary ပေါ့နော်အဓိကလိုအပ်ချက်ဖြစ်တယ်အဲ့ဒါတွေကိုသိပြီးတော့မှ paragraph ရေးနိုင်မှာဖြစ်ပါတယ် paragraph ရေးနိုင်တော့မှ essay ရေးနိုင်မှာဖြစ်ပါတယ် paragraph မှာဆိုရင်လေဒီကျွန်တော် writing class မှာဆိုရင်detail format ပေါ့နော်ပထမတစ်ကြောင်းကဘယ်လိုရေးရအသေးစိတ်ပေါ့နော်တစ်ကြောင်းကစအရင်အရေးကြီးအပိုင်းတွေပါပေါ့နော်အလေကဘယ်လိုဖွဲ့စည်းရလဲနောက်ဆုံးတစ်ကြောင်းကဘယ်လိုဖွဲ့စည်းရလဲ practical exercise အများကြီးလုပ်ရတယ် homework တွေလုပ်ရတယ် feedback တွေတယောက်ရှင်းပေးပါရဲ့အဲ့ဒါလေးတွေတင်ပေးပါမယ်ပြီးအဲ့ဟာဒီမသိမဲ့ essay ကမရေးနိုင်ပါဘူးမရေးတတ်ပါဘူးเนาะအဲ့ဒါကတေချာပုတ်ပြောပါကိုယ့်ဘာသာရေးတဲ့ချင်းလေဒီဟာကိုမသိသေးရင်တေချာပုတ်ကို essay ကတော့မဖြစ်ပါဘူးလို့ Okay so I hope you have learned something from this video thank you have a nice day